ဘာလဲနင်တို့တွေရတယ်မလေးတက်တဲ့အခုဗီဒီယိုလေးတစ်ချက်လောက်ရိုက်ပေးပါနော်အခုပြဿနာလေးဒီကိုဖြေရှင်းနေအခုတကယ်တော့အမှုပညာဝါသနာပါတာကြာရဇယုတ်ကိုအခုတေချာပြီးတင်းဥဆောင်နေတာလူတိုင်းကိုလည်းအဲ့ဒါဖြေရှင်းမှဖြစ်တော့မယ်တကယ်တော့အကူမကေးဘူးအခုတကယ်ယောက်ျားစစ်ပါကွာဟမ်ဒီမှာဒီငါဖြေရှင်းတော့နင်တို့လည်းတမျိုးပါแต่มันနှကန်းကြီးလေးဝယ်လာတယ်နှကန်းကြီးကဘာလို့ရမှာလဲယောက်ျားနဲ့ဘာမှမဆိုင်နဲ့အောင်ဘာလို့မဆိုင်ရလဲမို့တက်ကိုစံတော့အခိုင်းနေရကြလာကြည့်ပြီးတော့ညာကြီးလာကြည့်မွေးရလို့အနံ့နဲ့မွေးတာတော့ငါအမွေးတော့ကြိုက်တယ်ငါရင်မွေးတွေပါတော့ကြိုက်တယ်အယောင်လေးစမ်းကြည့်မွေးနေလားနော်မွေးရနော်အယောင်လေးစမ်းကြည့်လို့ဟုတ်တယ်မွေးနေဟမ်မကြီးဆက်ဝယ်လာဟိုမိမအိတ်ကြီးဟဲ့မိုက်တယ်မလဲတာဗရန်ကောင်းစားဝုန်နီရလေးရမ်းမိုက်တယ်မဲလေးပြောင်းလာကြည့်လေသာသားလေးတော့ကောင်းတာနော်30အောင်ပေးရတာဟုတ်ဗရန်လွယ်ကြီးကိုငါဝေါ်လက်တောင်မှ26သိန်းငါဝေါ်လက်တောင်မှ26သိန်းနေဓာတ်တက်တာဗောဘလို့ပဲလွယ်တာလဲလွယ်ကြီးဟာဒါယူနီဆက်လို့လွယ်လို့ရတယ်မိုက်တယ်ကိုစံတော့ပုံမှန်စားသမီးအဲ့ဒီလာလွယ်ပြီးတော့အော်ငါလွယ်တာနေတော့နောက်တာလေအခုငါဟိုမှာဒီမှာယောက်ျားငါယောက်ျားဆိုတာငါရှင်းပြနေတာပြလာကားလာတဲ့အယောင်ဆိုးကြီးဆိုအခါမစိုးချင်ဘူးလေအခါကြီးကျအိတ်ထမှာလာရှောင်းမှာဒုက္ခပါပဲဟဲ့ကားလာလို့ရှိဆုံးနေမွေးဟုတ်အယောင်ဒီကြီးမွေးတာရှင်းတတ်တယ်လေဆိုကြပါလားဆိုကြပါပြေလေးလောက်လိုက်လောက်ပြီးလောက်ပြီးလိုက်လေစစ်ပါလေပြောနေဒါလိုက်တယ်ဒါလေးကလွယ်ကြီးဟာဟုတ်တယ်အများကြီးရအောင်နော်မဖြစ်ပါဘူးလေဒါလေဒီမှာသူကလေဟာကြည့်တွေ့လားအယောင်လေးကလာတာပဲဟုတ်တယ်မွေးနေလိုက်ဟုတ်တယ်အဲ့ဒါနေအိတ်ကမစိုးပါဘူးဟဲ့တန်တော့ဗောဘလို့ဖြစ်လို့လဲဒါ discount နဲ့ရနေမှာဗောdiscount နဲ့ရတယ်ဟမ်ဟုတ်တာပဲဟဲ့ကောင်မလေးဘာလဲနင်တို့တွေရတယ်